အရက်ရှိချင်းရင်ဒီလေ့ကျင့်ခန်းထုံခုကိုခုပဲစလုပ်လိုက်တော့ရက်ပေါင်း30လောက်ပဲလူကြည့်လူတွေကမင်းကိုကြည့်ပြီးဟေးလူမင်းတကယ်ကြီးအရက်ရှိလာတာပဲလို့အံ့အားတကြီးပြောလာကြလိမ့်မယ်တဲ့ Cobra Stretch မွေဟောက်ဟန်လေ့ကျင့်ခန်းအရင်ဆုံးမောင်းလျက်အိတ်လိုက်ပြီးရင်ရင်ဘတ်ကိုအပေါ်ကိုမော့တင်ပြီးဒီအတိုင်းစက္ကန့်30ကနေ40အထိခိုင်ခိုင်မြဲမြဲထိန်းထားပါကျွန်တော်တို့ကတနေ့ကုန်ဖုံးပေးကြည့်နေကြတော့ကြောရိုးတွေကဖိတိတ်ပြီးကိုင်းနေတတ်တယ်ဒီလေ့ကျင့်ခန်းကအဲ့ဒီကြောရိုးတွေကိုပြန်ပွင့်သွားစေပြီးမင်းရဲ့ posture ကိုအမိုက်စားထစ်သွားစေမှာပါညက်တာရာဆနာထမ်းပင်ဟန်လေ့ကျင့်ခန်းလက်နှစ်ဖက်ကိုအပေါ်ကိုဆန့်တန်းခြေဖနှောင်းကိုမလိုက်ပါတကိုယ်လုံးကိုတယောက်ယောက်ကအပေါ်ကနေကျိုးနေဆွဲတင်နေတယ်လို့မျိုးအားကုန်ဆန့်ထုတ်လိုက်ဒါကကြောရိုးကိုတဲ့မှတ်သွားစေပြီးမင်းကိုချက်ချင်းအရက်ပူရှည်သွားတယ်လို့မျိုးမြင်ရစေမှာပါ၃မာဆိုင်ခုံချင်းဒူးကိုလုံးဝမကွေးပဲအပေါ်ကိုအားအပြည့်နဲ့တက်တဲ့ခုံမှာပြန်ဆင်းတဲ့အခါခြေဖြားလီနဲ့ခတ်ဖွက်ဖွာလီဆင်းပါဒါကခြေထောက်တွေကိုတန်မာစေပြီးအရက်ရှည်ဖို့အတွက်အားအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်အခုခါဒီတဲ့အမှန်တရားတစ်ခုကိုပြောပြမယ်တကယ်လို့မင်းအသက်က22နှစ်ကျော်သွားပြီဆိုရင်တဘာဝအတိုင်းအရက်ထက်ရှည်ဖို့ဆိုတာတကယ်ကိုခက်ခဲသွားပါပြီဒါပေမဲ့စိတ်မပြတ်ပါနဲ့မင်းရဲ့ posture ကိုဟန်အနေထားကိုမှန်အောင်ပြင်လိုက်ရုံနဲ့တည်းမင်းဟာလက်မတစ်လက်မကနေနှစ်လက်မအထိပိုရှည်သလိုမျိုးအလွယ်တကူမြင်သာသွားမှာပါဖြစ်ပါတယ်